များပေါ်ရုံမှလည်းစိတ်မထားဘူးမကောင်းတာမလို့ဘူးသီလလုံးနဲ့ဆိုရင်ဖျားရှိတဲ့တကူတစ်ခုပတ်သွားပြီးရှုခုနေစရာမလိုဘူးရွှေ့နေစရာမလိုဘူးလို့ပဲထင်နေတာပေါ့ the best time in our life လို့ကျမတို့ဟစ်ကျွေးခဲ့ကြတယ်အရန်ပြုံနေခဲ့ကြတာလွဲရင်မုန်းမနေလေးမနေတတိလက်လက်ဖြစ်နေကြတာတော့ဟုတ်ပါဘူးဒါကလည်းကိုယ်ခံယူထားတဲ့ပညာဘာသာတရားအဆုံးအမတွေရဲ့တရားသိတဲ့စိတ်ကလေးတွေပြောင်းနေလို့ပါဒါပေမဲ့ဒီလိုလေးရပြီးလက်တွေ့မချကြနိုင်သေးဘူးလို့ပြောရင်ပုံမှန်ပါပဲနောက်ပိုင်းနှစ်တွေမှာကျမတငယ်ချင်းကတရားဘက်ကိုစရောက်သွားပါတယ်အရင်ဆုံးပိုင်းတော်ဆရာတော်ကြီးတရားမှာနာတာပါအဲ့ဒီမှာကျမကိုသူကသူနာတဲ့တရားတွေနဲ့မစ်စစ်ပေးပါတယ်ရှင်းပြပေးပါတယ်ဒါကတငယ်ချင်းကောင်းနေတဲ့လက်တွဲခေါ်ယူမှုပါကျမငယ်ငယ်ကလေးကသူကကျမကိုအမြဲတမ်းလက်တွဲခေါ်ခဲ့တဲ့တငယ်ချင်းမှာအဲ့ဒီမှာသူပြောထားတဲ့စကားကငါတို့ like it so good လို့ပြောခဲ့တာမှတ်မိတယ်မဟုတ်လားအဲ့တော့ကအရန်ပြုံနေကြတာလေဘဝဆိုတာတက်လိုက်ကြလိုက်သွားနေတာဘာမှပုံတင်မှလို့မရဘူးအဲ့ဒီတော့နေတဲ့ဘဝမှာဒုက္ခတွေမြောက်ခဲ့တရားတွေပြချလိုက်တာအစင်နဲ့ဖြစ်အောင်လုပ်တာအများကြီးကြိုဖြတ်ရအောင်ပါအခုချိန်မှာအောင်မြင်နေတဲ့အစင်ပြင်းနေဆိုပြီးလုပ်တင်လုပ်တိုက်တာကိုလုပ်ဖို့မနေနဲ့ဖျားစာဆိုတာလည်းရုပ်လည်းရုပ်ရမယ်ဖျားရှိလို့လည်းတွားရမယ်အဲ့ဒါလေးကိုမေ့နေနေတော့မလုပ်ကမ်းမနေနဲ့လို့ကျမကိုသတိပေးလာပါတယ်အဲ့ဒီအချိန်စားပြီးကျမလည်းတရားနာတရားထိုင်နဲ့လမ်းကြောင်းပေါ်ရောက်လာပါတယ်တကယ်ချင်းကြီးကြီးနဲ့ပဲတကယ်လည်းနောက်ပိုင်းမှာကျမကတော်တော်ခက်ခဲလာခဲ့ပါတယ်အောင်မြင်နေတယ်ဆိုတာကတစ်ပိုင်းဖြစ်ပြီးတခြားတစ်ဖက်မှာလည်းတော်တော်ကြီးကျယ်တဲ့ဒုက္ခတွေကြုံလာခဲ့ရပါတယ်စိတ်ကိုပျော်တတ်တဲ့ချက်မှတ်တန်ဆွမ်းတဲ့ယောက်ျားလည်းကြီးကျယ်ထူးထူးဆန်းဆန်းယောဂါတွေဖြစ်ပြီးချုံချာဆုံးတဲ့အထိပါပဲဒါပေမဲ့အဲ့ဒီအခြေအနေကိုတည်ငြိမ်ပဲဖြတ်ကျော်လာခဲ့တာကိုနှစ်ပေါအောင်လေ့ကျင့်လာခဲ့တဲ့တရားတွေကအများကြီးပူညီပေးခဲ့တာပါတကယ်ဒုက္ခရောက်တဲ့အချိန်မှာကုသိုလ်တွေကစုဘူးထဲမှာစုတကယ်တော့စုထားခဲ့တဲ့မြတ်အတွက်သစ္စာဆိုအဋ္ဌာလိုက်တဲ့စုတောင်းနေပြည့်ရပါလေဒုက္ခတွေကြောင့်အကူအညီတွေစစ်တဲ့အစဉ်ပြေမှုတွေကြုံတွေ့ရပြန်ပါလေ take away message ယူဆောင်သွားစေရအတိပညာဒုက္ခတွေကြောင့်စိတ်ရဲ့အေးချမ်းမှုကိုရှာဖွေတတ်ဖို့အခွင့်အရေးတွေရရှိလာပါတယ်ဒုက္ခကြောင့်ဘာသာတရားနဲ့ပို့ပြီးမိစ္ဆာမှုရှိလာပါတယ်ဒုက္ခကြောင့်ကုသိုလ်တွေပို့လို့ဖြစ်လာပါတယ်ကိုဒုက္ခရောက်နေတဲ့အချိန်မှာတော့သူများအတွက်လမ်းပြပေးနိုင်တဲ့မိအမိတခုဗလာနေစိတ်တစ်စင်းဖြစ်နိုင်ပါတယ်ကုသိုလ်တစ်ခုလုပ်ဖို့ဆိုတာလုပ်ချင်တဲ့စိတ်နဲ့ဆန္ဒတစ်ခုပဲစတင်มาငွေတွေအများကြီးရှိဖို့မလိုအပ်ပါဘူးဘဝရဲ့ကြီးကျယ်တဲ့ဒုက္ခတွေကကိုယ့်ကိုအကျဉ်းနာတရားကင်းမဲ့တဲ့သူတွေအဖြစ်ရအောင်လုပ်ပေးလိုက်တာမဟုတ်ပါဘူးပူပြီးကျင်နာတတ်တဲ့ချစ်ချင်းနဲ့တာကိုနားလည်တဲ့လူအဖြစ်ကိုရအောင်ပြုတ်ပို့လိုက်တာပဲဖြစ်